အောင်မြင်မှုကိုကြားပြီးချီးကျူးနိုင်မှုလို့လို့အခက်အခဲတွေကိုနားထောင်ပြီးဖြည့်ရှင်းပေးတဲ့အုံနောက်လဲမိတ်ဆွေတို့မှာရှိဖို့လိုတယ်နောက်ဆိုမိတ်ဆွေတို့ခေါင်းဆောင်မဟုတ်ဘူးခေါင်းဆောင်လို့တာဝန်ယူထားရင်သူတို့အောင်မြင်လာတယ်သူတို့ထိုးကြုံလာတယ်မိတ်ဆွေတို့ဘာလုပ်ပြရမလဲချီးကျူးပေးရမယ်အဲ့ချီးကျူးတာဘာနဲ့ပဲကျူးရလဲဘာနဲ့ပဲကျူးရလဲမိတ်ဆွေခေါ်သွားပြီးတော့ iPhone နဲ့ခေါ်ပြီးတော့ iPhone 16 Pro Max ရေးဆိုင်ရအောင်လို့ပြောတာမဟုတ်ဘူးလေဟုတ်လားဘာနဲ့ဒါတော့မှကျွန်တော်လူမျိုးကဘာဖြစ်လဲတစ်ခါလေကြာရင်ချီးကျူးဖို့တော့မလုပ်ဘူးဟုတ်တယ်ပါတော်လိုက်တာလို့ပြောတာဗစက်ကလှုပ်စီမပြောရဲဘူးဗစက်ကမထုတ်ဘူးတော်လိုက်တာပြောဖို့နော်ဆိုဘာလို့လဲလက်ဖေးဆိုင်မဲ့ထိုင်တိုင်းစားတော့ဆိုင်မဲ့ထိုင်တိုင်းကျေးဇူးပါဆိုတဲ့စကားလုံးပြောတယ်ဝိတာတယောက်ကလာချတယ်လာချဆိုမျက်နှာကြီးလာပါရတာမဟုတ်ဘူးနော်အရက်ခွက်မဟုတ်အရက်ခွက်ပါဘူးမဟုတ်လာချတယ်နော်လက်ဖက်တုပ်လေးလာချတယ်လက်ဖက်မင်းလာချတယ်လက်ဖေးခွက်လာချတယ်ကြိုက်တာချကျွန်တော်ကျေးဇူးပါလို့ပြောတယ်ကျွန်တော်မမြင်ရမှာသူတရင်နဲ့အတွင်းထွေးခင်မလဲမရဘူးလားဟုတ်တယ်နော်ပြီးတော့မအောက်ကြနေတဲ့ဥစ္စာကြီးပြန်ကောက်တင်လဲတင်လာမယ်နိဘာဖြစ်သူဒီနေရာကိုချောချောမွမွနဲ့ကျကိုယ်စိတ်ထဲမှာရှင်းမှုချောချောမွမွနဲ့အစင်ပြေပြေတည်လာပြီးတဲ့အတွက်သူဂျေဇုတရားကျွေးရှိတယ်ငါတို့ကပတ်စံပေးစားတာပဲဂျေဇုတင်တယ်မလို့ no မှားတယ်အရသာရှိတဲ့မုတ်တစ်ခုနော်ကိုဘိုက်ဝသေးမဲ့မုတ်တစ်ခုကိုတောက်လို့ကောင်းနေမဲ့အရေးတစ်ခုလာချပေးတယ်ဆိုဂျေဇုတရားမယ်အနည်းဆုံးကိုရှိကိုအစားတောက်လာပုတ်ပေးတယ်ဆိုဂျေဇုတရားငွေရှင်းပေးတဲ့အချိန်မှာလည်းဂျေဇုတင်မယ်နော်ဘလို့ပဲဖြစ်ဖြစ်ဂျေဇုဒီလူတိုင်းနဲ့ထိုက်တယ်ဂျေဇုတင်စကားကျွန်တော်ပြောကြည့်ပါကလေးတွေကိုလည်းအေးကွာညီလေးဂျေဇုတင်ပါလေ report လုပ်ပေးလို့အဲ့တော့ကလေးတွေပြောငါကိုရိုက်အောင်ဂျေဇုတင်လိုက်တယ်သူတို့ပီတိကအလားပဲလေကိုလက်ထက်တောင်ကကိုရဲ့အထက်လူကြီးကကိုဂျေဇုတင်ပါတယ်တခါမပြောခဲ့ဘူးဒါပေမဲ့ကိုလက်အောက်နေတာဒီဂျေဇုတင်ပါတယ်ပြောတဲ့အလေးချင်းကျွန်တော်စားလို့ကတော့ပဲတော့ချီးကျူးကြည့်ပါဂျေဇုတင်ကြည့်ပါလူတွေဟာအမြဲတမ်းအပြုသဘောနဲ့ထိုက်တတ်ပါမိတ်ဆွေတို့မရခဲ့တဲ့အခွင့်အရေးသူတို့ကိုပြောကြည့်ပါနော်လုပ်ကြည့်ပါစမ်းကြည့်ပါအဲ့တော့မှမိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်တွေကအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်တွေဖြစ်လာပြီးတော့ကလေးတွေကလည်းမိတ်ဆွေတို့လေးစားလာမှာလေးစားမှုဆိုတာကိုက respect ပေးမှသူရှိရ respect ပြန်ရတာနော်ကိုလေးစားမှသူလေးစားတာကိုကသူတို့မင်းတို့အစစ်မရှိဘူးမင်းတို့ပညာမတက်ဘူးဘာဖြစ်ညာဖြစ်လဲဆိုကိုကစိုက်ပုံစံနဲ့သွားနေမယ်ဆိုကိုကဘယ်သူမှအထင်ကြီးလေးစားမှာမဟုတ်ဘူးအဲ့တော့လောကမှာအသွားပြန်အများနဲ့ရှိတယ်